ဦးလေးမင်းတော်လူမိုက်ဖြစ်နေပြီကိုဦးလေးပြောခဲ့ဘူးလေလူမိုင်းလူမိုင်းတဲ့ကိုနေရမှာအခုကလူတို့လူမိုင်းမျိုးရက်ွက်ထဲမှာမျက်နှာငယ်နေရတာအခုလိုထောင်းထောက်ဦးရပါရောက်လာတယ်သူနှစ်ယောက်ပေါင်းဘလူပြဿနာရှောင်းမှမကြည့်ပါဘူးမိုင်းဟုတ်ကဲ့ပါငွေမကြိုက်ရဆိုကောင်းပြီလို့ပဲရှိငွေရတိုင်းလုပ်တဲ့ထဲမှာကြောက်မပါဘူးမှန်တဲ့ထဲမှာကြောက်လုပ်တာမတရားတာမလို့မလုပ်နိုင်ဘူးဗျာစံပြရေဇိုးလုံးနေပြီးတော့ကွာမင်းကတရားတာတွေမတရားတာတွေလာလုံနေသေးတယ်ဇိုးဆိုတာငွေပေးတိုင်းလုပ်တာမဟုတ်ဘူးကိုချစ်ခင်မြန်လို့ထားတဲ့လူတပ်ပါပေးရတယ်ကွာဦးလေးကကိုကိုနိုင်ကလည်းစိုးခဲ့မိုက်ခဲ့တော့ငါတူကိုလိမ်ပါပါလို့ပြောဖို့ခက်တယ်ကွာငါ့ဘဝတစ်လျှောက်ပါမိမမှန်တယ်ငွေနဲ့ကြားရင်ညားတာဆိုတာကလေငွေရှာရတာမှန်တယ်ဆိုပေမဲ့ဘသူမှငွေကြော်ဖြစ်မခံနိုင်ကြဘူးအဲ့လောက်ကိုမင်းမလုပ်နဲ့ငါလုပ်မှာကွာဦးလေးကတကြီးပါကျွန်တော်မိတ်တော့မယ်ကျွန်တော်လုံးမယ်ကိုကြီးကလေသူများပုံမှာကြောက်ကောင်းညီမလေးပုံမှာလည်းတစ်စက်မှမကောင်းဘူးကိုကြီးကအိမ်မှာလူမသက်သက်ပဲခွေးမနေဘာမှဖြစ်နေတခုခုဖြစ်နေတယ်ငါအကုန်လုံးတတ်မှာနော်ဒီမဲ့ငါတူလူမိုက်ရင်လူမိုက်ပဲလူမိုက်ရင်လူမိုက်ပဲငါကောင်းပွဲသူတို့မိသားစုဆက်ပွဲအကျိုးနဲ့ဖြစ်ဖြစ်